အခုအဖြစ်မခံနိုင်ဘူးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့တော့လုံးတို့တို့ဟုတ်တယ်ဟုတ်တယ်အဲ့တော့တို့တို့ပွဲသွားတယ်တို့လူပွဲသွားတယ်တို့လူခွဲလိုက်အဲ့မောင်လေးမသိတော့ဘူးမသိဘူးဆိုတဲ့နေရာမှာနောက်တစ်ခုရှိတယ်ဒီကောင်းနေဒီသေးပြီးပြောတာညမသိဘူးလားမသိဘူးဘာလို့ကာရကန်ရှိမှမျက်နှာကြီးချောင်းနေတာဟုတ်လားသူကိုယ်တိုင်အဖြစ်အဲ့ကောင်ကမူးနေတာသူကသူပြစ်လဲတာမူးရအောင်မရှိဘူးမောင်လေးမူးတယ်ငါကတော့တော်လိုက်တော့မှတော်လိုက်တော့မှပဲငါပြောနေတာနေလဲယောက်ျားရက်တော့ဒီထဲယောက်ျားကိုရက်တော့ဘူးတယ်အရက်တော့တဲ့အကောင်မူးလို့ချိသွေးဒီဘာမှကလေးချင်းမကြဘူးဟုတ်တယ်နော်ဟုတ်လားမဟုတ်လားဆိုတာမောင်လေးတို့အတီးဆုံးဟုတ်တယ်နော်အမမပြောဘူးငါတို့မလို့နင်တို့ဆန္ဒပြငါတို့လက်ခံတယ်နင်တို့ကတော့ဆဲချက်တော့ဆဲဒါပေမဲ့သူလည်းတော့ဆဲဒါသူဘက်ကမှားတယ်ဒါပေမဲ့အဲ့ဒါကိုကိုတီးလျောက်ကာကြီးမှနင်တို့ဥပဒေတည်ရနော်ကိုတီးလျောက်လို့ကလည်းချီးဘူးဆဲချက်တော့ဆဲငါတို့ကမှားတယ်အခုဟာဘာဖြစ်လို့ဆိုနင်တို့ကသူ့ကိုတရားပါပိတ်ခေါ်သွားတယ်ငါပြောမယ်နော်သူကမူးတယ်ဆိုပြီးယူတယ်ကောင်ခဏလေးနေခေါ်သွားတယ်ခဏလောက်တော့ကိုယ်နဲ့ဆိုင်နဲ့ဆိုင်တိုင်းမှာဒါလည်းခဏကတော့ခုနကဘူးပြင်လို့မှာတဲ့ခေါ်ပတ်ခိုးတယ်ကောင်ထိုင်မိုးသူပါတယ်ထိုင်မိုးနောက်ကတော့လောက်ပါတယ်ဖတ်ပြီးသွားတယ်အခုသာဆိုရင်မင်းတို့ပန်တယ်ဆိုတိုင်မိုးသူကာရီကရှင်ကဟုတ်လားနေနေလုံးနေမောင်းနေနော်မပုံမပြောလို့တိုင်မိုးသူမှန်တယ်ဆိုရင်လောက်ပါတယ်ဆိုတက်တယ်ပြောတာတက်တယ်ဘောခေါ်ပေးဖို့မင်းတို့တက်တယ်လိုင်မိုးသူလောက်ပါတယ်မှန်တယ်တက်တယ်ပြောရင်တိုင်မိုးသူကိုခေါ်ကြတိုင်မိုးသူတေချာတယ်ဟုတ်တော့ခေါ်ဖို့ကာရီကတက်တယ်ကာရီပြောလိုက်တော့တက်တယ်ပြောပါလားရှင်းလေးရေစကားမရှင်းအောင်နောက်တော့တေချာကိုရှင်းတော့ခေါ်ရှင်းကျွန်တော်တို့ရှင်းရှင်းခေါ်ရှင်းရေစကားမပြောကျွန်တော်တို့ဂျိုးတဲ့ဆန္ဒပြနေတာအခုလည်းဘာမှမဆိုင်ဘာလို့လဲဘာလို့ဆန္ဒချရှိဟုတ်တော့လေဟုတ်ရပါမှာရေစကားမရှိရေစကားကျွန်တော်တို့မပြောနဲ့ကျွန်တော်တို့ပြောဗီဒီယိုရတော့မှနိုင်မှုသူတေချာတယ်ဆိုရင်ရက်ခွန်းဟောတယ်ဆောင်းသွားလိုက်ပါတော့ရက်မြောက်သွားတော့တရားကျွန်တော်တို့ပြပါမရှိဘူးဒီမှာဘာတော့လောက်ပါတယ်ဒီနာမည်နဲ့တက်နေနေတာသွားလိုက်ဘုရားတို့အဲ့ဒါဘုပုံနဲ့ပြောဘပုံကျွန်တော်ကလာဒီတော့မေးတော့ခင်မင်းကြီးကတာကျွန်တော်ကလာတော့တိုင်မိုးတင်ကြရင်မတိုင်းပြီဗီဒီယိုမတိုင်းပြီချပြကျွန်တော်ဘက်ကလည်းဟိုလေးကြောက်လို့ပြအမေမိုးရတယ်ကျွန်တော်ပြန်ခိုးတယ်ဘုရားကြီးလည်းပြောတယ်တော့ကောမိုးရတယ်ကျွန်တော်ပြန်ခိုးတယ်ညီကလည်းဇာတ်လေးချက်တော့ရှင်းပေးလိုက်ပါ